engine 1တွေကိုမမှန်ကန်ရွေးချယ်တတ်ဖို့လည်းလိုတယ်ပေါ့နော်ကျွမ်းတစ်စိတ်တွေနဲ့ကျွမ်းနံပါတ်တွေကိုရှောက်ထည့်နေမယ်ဆိုလို့ရှိရင်ရေရှည်မှာဆိုင်က engine အတွက်ကောင်းကျိုးထက်ဆိုးကျိုးကိုပဲဦးတည်လာစေနိုင်ပါတယ်ကျွန်တော်ဆိုင်ကိုအမြဲတမ်းနေကြ module engine 1ရဲ့အမျိုးအစားနဲ့ပတ်သက်ပြီးတော့တည်တဲ့ share လုပ်ပေးသွားပါမယ် module series တွေကမှ3000 3000 plus 3100 9000 9100 9100ကူတာတွေအတွက်နဲ့300ဗီလိုမျိုး within base တွေအတွက်အများကြီးထုတ်ထားပါတယ်အခုကျွန်တော်မနေ့ကဝယ်လာတဲ့ module 20 50 3000ပေါ့နော်သူကမြန်မာပြည်ဝင်လာတဲ့ကောင်ကကြတော့3000လို့မရေးတော့ဘဲနဲ့ moto လို့ရေးထားတာပေါ့နော်တကယ်တော့သူက3000နဲ့အတူတူပါပဲအခုကျွန်တော် scan ဖတ်ပြီးတော့လွှတ်တဲ့အခါမှာသူ့ရဲ့ website ထဲမှာတရားဝင် website ထဲမှာသွားပြီးတော့ပေါ်တယ်ပေါ့နော်အမှပါတဲ့ဒီ TDN နံပါတ်နဲ့ဒီဘိုးမှာပါတဲ့နံပါတ်နဲ့ကို type ဆက်လိုက်လို့ရှိရင်အတူတူပါပဲအဲဆိုလို့ရင် DPC ကအစစ်အမှန်ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီဘိုးကိုမနေ့ကကျွန်တော် grade 1ဆိုင်က showroom ဘာကြအိုင် showroom နေပြီးတော့ကျွန်တော်ဝယ်လာဖြစ်ပါတယ်စစ်ပုံစံတွေကတော့ဘိုးမှာ QR code ပါတယ်ပေါ့နော် hologram sticker လေးနဲ့ QR code ပါတယ်တချို့ဘိုးတွေမှာကျတော့ဘိုးထိတ်ကအနီရောင်အဝိုင်းလေးအပေါ်မှာပါတယ်ပေါ့နော်အဲ့လိုမျိုး stage ကြည့်လို့ရပါတယ်ပြီးဘိုးမှာရေးထားတဲ့တစ်ခုချင်းစီအဓိပ္ပာယ်ကိုလည်းကျွန်တော်ကသိဖို့လိုတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင် urban and reality roads oval ဆိုပြီးရေးထားတယ်ပေါ့နော် urban ဆိုတာကဒီမျိုးပြပေါ်မှာမောင်းတဲ့သူတွေ reality လုပ်ငန်းသုံးတဲ့သူတွေ road ဆိုတာကလမ်းချောမောင်းတဲ့သူတွေ oval ဆိုတာလမ်းချင်းမောင်းတဲ့သူတွေ၄မျိုးသုံးလို့ရတယ်ပေါ့နော်20W50 ဆိုတာကကြတော့သူ့ရဲ့ဒီ engine ရဲ့ velocity ကိုပြောတာပါသူက20W ဆိုတာကတော့ winter ပေါ့နော်ဆောင်းရာသီမှာရှိတဲ့အပြည့်နှုန်းကိုသူကတင်ငတာကို W ကိုရေးထားတာပေါ့နော်အဲ့တော့ဆိုင်ငယ်မနက်စောစောမနှိုးရသေးတဲ့အချိန်ဆောင်းရာသီအေးဆုံးအချိန်ဒီမှာတော့မှပဲသူ့ရဲ့ engine ရဲ့ velocity ကပြည့်အားနှုန်းက20ရှိတယ်ပေါ့နော်နောက်က50ဆိုတာကကြတော့ engine ကို highway မှာမောင်းနေတဲ့အချိန်မှာ engine ပူလာတဲ့အချိန်မှာ engine ရဲ့ပြည့်နှုန်းက50တိရှိတယ်ဆိုတော့ပြောတာပေါ့နော်manual ဆိုတာကတော့တဘာဝတွင်းထွက်အခြေခံရိုးစီကိုပြောတာပေါ့နော်သူထက်မြင့်လာရင်တော့ plus to go လို့ဆိုပြီးတော့သူထပ်ခွဲထားသေးတယ်ပေါ့နော် HTTL လို့ခေါ်တဲ့ hydro cracking technology နဲ့ထုတ်ထားတာရှိတယ် Astra နည်းပညာနဲ့ထုတ်ထားတာရှိတယ်ပေါ့နော်သူကနံပါတ်မြင့်လာလေ grade မြင့်လာလေဈေးလည်းပိုကြီးလာလေပေါ့နော် 4D ဆိုတာကတော့ကျွန်တော်တို့ဒီ four stroke engine မျိုးစားဆိုင်ရည်ကိုပြောတာပေါ့နော်သူ့မှာပါတဲ့ daily protection ဆိုတာကကြတော့ကျွန်တော်တို့နေ့စဉ်သုံးနေရတဲ့သူတွေအတွက် engine အတွင်းမှာရှိတဲ့အစိတ်ပိုင်းတွေကိုကျွန်တော်မပုံမပိတ်အောင်သူကနေ့တိုင်းကာကွယ်ပေးတယ်ပေါ့နော်နောက်ပြီးတော့ low ion consumption ဆိုတာကတော့ဒီအပူဒဏ်ကြောင့် engine ဝိုင်းခန်းချောက်တာတွေC level လျော့သွားတာတွေမျိုးအဲ့ဒါတွေကိုအတက်နိုင်ဆုံးအဖြစ်နည်းတယ်ပေါ့နော်ပြီးရင် smooth shifting ဆိုတာကတော့ကျွန်တော် gear change